ကြောက်ဝိုင်းမသွားတာ3 လပတ်လည်းရှိသွားပြီဒီတော့နော်မနေ့ကတရက်သွားပြီဒီနေ့အပြင်ထွက်ခံဒီလေးကိုဦးတော်စကားလေးနည်းနည်းပြောမယ်အဲ့တော့ဘူတောင်းပို့တွေကိုကြည့်ရတာအလကားပါကွာဒီလူဟာသူ့ခေါင်းထဲမှာသူ့အာယုံထဲမှာရှိတဲ့စိတ်တစားဆန်းဆန်းအတွေးတွေစိတ်တစားဆန်းဆန်းအမူအရာတွေဒီလူသူ့ခေါင်းထဲမှာရှိတဲ့အရာတွေပြောကျင်တာတွေတက်ပြောနေတာနော်လိုင်းပေါ်မှာသူဟာလိုက်လူကျင်လူယူလူကျင်လူအဲ့တော့ငါအရင်တစ်ခါပို့တင်ထားပြီးငါဘဝမှာလိုက်လဲမလူနော်မင်းတို့ view ကြည့်ကျင်တယ်ကြည်လိုက်ကြက်တကောင်ရဲ့ဖွဲ့စည်းပုံနဲ့ဖြစ်တီမုံခုတ်ကွက်တွေကြက်ပေါက်တွေရဲ့ဘဝတွေကြက်အိုတွေရဲ့ဘဝတွေကြက်မတွေရဲ့ဘဝတွေငါဘဝပေါင်းများစွာကိုသူတို့ဖြစ်ပြက်လာတဲ့အရာတွေကိုငါအသက်ယူနေတယ်ငါအတွေ့အကြုံနဲ့ကိုငါရှာပြတာအဲ့တော့ငါလိုက်လူကြည့်လို့မဟုတ်ဘူးအဲ့တော့လူဆိုတာငါတို့ကအသက်ကြီးလာလီဘဟုတုတရှာလီအတွေ့အကြုံရှာလီရလီဘဟုတုတအတွေ့အကြုံလည်းရတယ်အဲ့ဒီရလာတဲ့အတွေ့အကြုံကိုနောင်လာနောက်သားတွေကိုကချပြဒီချပြတဲ့အရာကိုဒီလူတစ်နေ့ရက်တစ်နေ့ပို့ပြီးမယူအောင်ငါတို့လည်းတင်နိုင်ပါတယ်ဆိုတဲ့ကောင်တွေကငါ့ကိုပြောလာကြတယ်အဲ့လိုမင်းတို့တင်ကြည့်ပါ2 ရက်တက်ကြော်သွားရင်မင်းငါလည်းပဲလာဖြတ်လိုက်စကားပြောရင်မထင်တော့တရားဘူးကြက်နဲ့ပတ်သက်လာရင်ကြက်ကိုအရာရောက်တဲ့အရာပဲဖြစ်ရမယ်ကြက်အကြောင်းပြောရင်းနဲ့ဟိုဆေးလိုဝါလိုကားလိုနှလုံးဒီလိုသုံးလုံးဒီလိုဟိုကြမ်းမာရေးလိုဒါတွေဘာမှလောက်ကြအကြောင်းမရှိကြက်အကြောင်းပြောရင်ကြက်အကြောင်းပဲမထင်မငော့ပဲနဲ့ပြည်ပြင်းနဲ့ကြက်ပါတာရက်ကိုချပြနိုင်ရမယ်ဟုတ်ပါလားအဲ့တော့ဘူတောင်းလူတွေကလေမင်းတို့ငါတခုပြောမယ်အသက်ကြီးလေဘဟုတုတရလေပဲဟုတ်လားဒါကြောင့်လူတွေပြောနေတာလူတွေအကြောင်းကိုအသက်ကြီးလာတဲ့ခါမှာတနေ့ရက်တနေ့ဒီကောင်မကောင်းပါဘူးကွာဒီကောင်ငါအတွက်ဘာပါကွာဖိုးပါကွာဒါပါကွာဆိုတာနေ့တိုင်းအတွေးထဲမှာလူ100ကိုအသက်ကြီးတဲ့လူတိုင်း100လောက်နေ့တိုင်းဝင်တယ်စိတ်ထဲမှာတခုခုဖြစ်နေတာကိုဝင်နေတာဘာဖြစ်လို့ဝင်နေတာဒီလူမကောင်းပါဘူးမမှန်ပါဘူးငါနဲ့ပေါင်းခဲ့တာဘလို့ကွာတထောက်ချောက်ကြုံခဲ့ရတယ်အဲ့ဒီတော့ဘူတောင်းတနေ့ရက်တနေ့မယူတဲ့ပညာတွေဘယ်ရလာဆိုငါလိလာမှုရငါအတွေ့အကြုံရဲ့နော်ကြက်တရားပြီးတဲ့ပညာတွေအဲ့တော့ကြက်သမားဒီပို့တွေဘ누구ကဘာကြောင့်လူတက်ပြောနိုင်လဲဆိုအဲ့ဒီကြက်ကတနေ့ရက်တနေ့မယူတဲ့ပညာတွေကိုပေးနေလို့အဲ့မယူတဲ့ပညာတွေဒါနေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကိုဥတော်ကနေ့စဉ်နဲ့အမျှလူတွေဒီလိုရှိတယ်ဆိုတာပြောပြနေအဲ့တော့ဥတော်တင်တဲ့ပို့တွေကမင်းတို့နဲ့တိုက်ဆိုင်မှုမရှိဘူးမင်းတို့အတွက်လည်းအကျိုးမရှိဘူးဆိုရင်ဥတော်ဘလော့လိုက်ဒါပဲနဲ့တခု